ကျွန်တော်ပကံခီကိုအပိုင်းတော့မှခွဲပြီးပေါ်ပြတော့ပါမယ်အခုပထမဆုံးအပိုင်းကပကံအခုမှစသွားမဲ့လူတွေဘယ်ဖျားတွေကိုစပြီးဖူးတင်ပါတယ်လဲဆိုတော့ပြောချင်ပါတယ်ဗျာပကံမှာပကံဖျားဖူးတဲ့လူတိုင်းပကံဖျားကိုခိုင်လန်းပြတဲ့ကလေးတိုင်းရွှေလက်ရှိတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဒုဓမယံဉာဏ်တပ်ပညုအနုအန္တနာဒီဘေဓမယံကြီးဖျားဒုရဲ့အကြီးဆုံးတပ်ပညုဖျားဉာဏ်တော်အမြင့်ဆုံးနဲ့အနုစိတ်လက်ရအလှပဆုံးအာနန္ဒာပါကျွန်တော်ခုအာနန္ဒာဘုရားကိုတောင်းနေပါတယ်ခုမြင်နေတဲ့အာနန္ဒာဘုရားပါကျန်စစ်သားမင်းကြီးဟာအာနန္ဒာဘုရားကိုခန္ဓာမရဏအယမှာရှိတဲ့နန္ဒမူလလှန်ကိုအတိုင်းတီထားကိုးခဲ့တယ်လို့အဆိုရှိပါတယ်多你的料，现在干嘛？过来培养现在个道理来了，然后他妈呀，过来干嘛？我这个不要，你讲哪里不要？啊，我这来我讲，不要来你讲了，老多了，不老多了。啊，这是个没有的。တောင်ဘက်ရက်ကကတ္တပဖျားရှင်ရဲ့ရုပ်ပွားတော်ဟာဟိမွန်တာရရှိတဲ့ထင်းရှုသားနဲ့ထုလုပ်ထားပြီးတော့လိုင်းပက်လန်းတစ်လျှောက်မျက်နှာတော်မူရပြောင်းပါတယ်အပြင်ဆုံးကအသေးသားတွေနဲ့အလေရမင်းကြီးမင်းသားတွေဆိုပြုံးပြီးတော့အတွင်းဘက်ကျသောလိုင်းပက်လန်းမှာမူးမတ်တွေပြင်နေသွားတဲ့အခါမျက်နှာတော်တီးပါတယ်ဗျရှင်ပြင်းနေတဲ့ကြောင့်တီးပါတယ်ဗျ။အနန္တဖျားအနုစိတ်လည်းအမှန်ရှိတယ်။ဒါပူကြည့်ဆောင်ရှိတယ်။ဒါကြီးကကတ္တာတကားကြီး။ဒါတော့ဘယ်ဖြစ်မလားချမ်းကအနန္တဖျားရဲ့မူလချမ်းရဲ့ပုတ်ဆက်ပြီးပြထားတာ။လူအနန္တဟာလူလည်းကြည့်ရတဲ့အကြောင်းရင်းချန်လေးကအလနာနာနဲ့ချန်လေးကိုဒီလိုလေးအလနာဇောနာမရှိအမှုလေးရတယ်တင်းစစ်အမှုလေးအဲဒီဟိုတပတ်မှာနာဝင်းကျဦးမှုဆိုင်လေးရဲ့မဟာဗောဓိပင်ရှိအမြင်တပ်ပမှုဉာဏ်တော်မြင်ဆုံးဖြစ်တဲ့တပ်ပညုပထိုးတော်ကြီးရောက်ပါပြီတပ်ပညုစေရီရောအလောင်းစီသူမင်းရတီထားကိုခဲ့ပါတယ်ရှမမောက်ကလန်ကြီးကြက်ပြီးတော့တိဆောက်ခဲ့တဲ့ကျောင်းမာယူဝိတာခါရဲ့ပုပ္ပါယုံကျောင်းတော်ကြီးပုံစံတိုင်းတိဆောက်ခဲ့ကိုခဲ့တာဖြစ်ပါတယ်ဒီတပညူစီရီရဲ့တစ်ဖက်ကားလမ်းမှာဂျပန်ခေတ်ကျဆုံးစစ်သားတွေအတွက်ငင်းချင်းတင်းငန်းငယ်လေးတစ်ခုရှိပြီးတီဘောမင်းရဲ့ကောင်းမှုစီရီလေးတစ်ခုလည်းရှိပါတယ်ဘယ်ကကြွေးတုံးလာတယ်လိုက်ပန်းနဲ့ဆင်းဆင်းတမန်ကြီးပြောတောင်းနေတာပါဆိုတော့အနုအာနန္ဒာနဲ့ဉာဏ်တပ်ပညုတောင်းနေပြီးတော့အခုဒုတမယံတောင်းနေတာပါ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn ဒုတမယံစီရီရဲ့တစ်ဖက်ကားလမ်းမှာဂျပန်ခေတ်ကျဆုံးစစ်သားတွေအတွက်ငြိမ်းချမ်းတင်းငန်းငယ်လေးတစ်ခုရှိပြီးတီဘောမင်းရဲ့ကောင်းမှုစီရီလေးတစ်ခုလည်းရှိပါတယ်
ဗရာမရှိတဲ့ဖျားကြီးမှာဒုတဲ့အကြီးဆုံးဖျားဖြစ်တဲ့တမန်ကြီးဖျားကိုမြတ်သူမင်းတည်ထားခဲ့တယ်လို့ဆိုပါတယ်တမန်ကြီးကဒုတမန်ဆိုတဲ့နာမည်နဲ့အမည်ပဲဘယ်နာအကြီးကြီးမှထောက်သွားတယ်လမ်းပြီးတော့မြင်တွေ့ဖူးမြော်နေရတဲ့ဖျားလို့ဆိုဖြစ်ပါတယ်ခုရှိတဲ့မှာမြင်နေရတာတမန်ကြီးဖျားပါခေါ်တဲ့ကလချာမင်းတီထားခဲ့တဲ့ဖျားအဲ့ဒီမြာရှာဇမာတော့နာမည်စုံနဲ့ကြော်ကြခဲ့ပါတယ်အဖေကိုတတ်တယ်အကူကိုတတ်တယ်အဲ့တော့နောင်နိုင်ရတဲ့အနေနဲ့ဓမင်ကြီးဖျားထဲမှာဖျားနှစ်ဆူဆိုရပလင်တစ်ခုထဲမှာတည်ထားခဲ့ပြရှိပါတယ်ဒီလိုင်းမော်ပိတ်ခဲ့တဲ့ပြောချက်အများကြီးပါ။ဒီနေ့ဒီလိုင်းဘောတွေဘာလို့ပြန်ပိတ်ခဲ့တယ်လဲဆိုတော့ဘူးမှမသိသေးပါဘူး။ဒါမှဆိုပြန်ပိတ်နေမှပြောမှာအဲ့တော့ကလမင်းမီဆိုပြီးတော့တိုင်းမှာနာမည်ကြီးသွားပါသေးတယ်လက်ထက်မှာပေါ်ပါရှိလို့ဒီကနေ့လက်ထက်မှာပေါ်ပါရှိတော့ကျန်စသားမင်းတည်ခဲ့တဲ့ရွှေစည်းကုန်စီတော့မလို့ရှိပါတယ်။ဒါဆောစောပြောခဲ့တဲ့ပလင်တစ်ခုထဲမှာဖျားနှစ်စုတက်ထားတဲ့ဖျားပါကျန်စသားမင်းရာစစ်သူကြီးဘုရားစစ်ထွက်ဖို့ကြုံတဲ့အခါမှာတနေ့စိတ်တွေလေးလံနေလို့ဒီကုန်းလေးထဲမှာထိုင်ပြီးစစ်မတိုက်လို့ပါမိမိဤသစ္စာမှန်မှာကတစ်ဖက်စစ်ပြိုင်ပဲများဗကန်စစ်တပ်ကြီးချီလာတဲ့ကြားရုံနဲ့ပြိုကွဲပစ္စည်းကြပါစေတည်းလို့ဆုတောင်းခဲ့တယ်တကယ်လေးဆုတောင်းပြီးခဲ့တဲ့အတွက်မင်းဖြစ်ကိုရတဲ့အချိန်မှာရှင်ရဟန်းမထေရနဲ့တိုင်ပင်ပြီးတော့အရှိဘက်ကိုလှည့်တဲ့ခုလေးကူဖျားလေးတီထားခဲ့ပြီးတော့အလိုတော်ပြည့်စီတော်လို့နာမည်ပေးခဲ့ပါတယ်ဒီလိုဖျားနောက်ကနေထီလိုမင်းတို့ဖျားထွက်တော့ငါပိစီတူမင်းရနေရဆံကနေမှာတားတော့အငယ်ဆုံးဇေယျတင်ခါကိုနမ်းပေးခြင်းနဲ့တားတော့၅ပါးရှိလို့ခက်လည်းမှာထီပြီးဆက်ပြီးညွတ်တဲ့ဘက်ကလူနမ်းယူပါဆိုပြီးအဲ့ချိန်မှာဇေယျတင်ခါမင်းသားဘက်ကိုပဲထီပြီးလုပ်ခဲ့တယ်အဲ့အတွက်မင်းရလည်းလူရထီရလည်းလူရထီလိုမင်းလို့ဖြစ်ခဲ့ပါတယ်နော်ရမင်းရတီကိုချောင်းရလာတဲ့ဆွေတော်ဘွား၄စုကိုစင်ပြီးတော့တင်ပြီးတော့တုံးဝတ်တဲ့အရက်တွေမှာစီရီတင်ခဲ့ပါတယ်ပထမဆုံးစင်ပြီးတော့တဲစည်းကောင်ရက်မှာတုံးဝတ်ခဲ့တဲ့အတွက်ရွှေစည်းကောင်ဖျောက်တက်ခဲ့ပါတယ်တဲပြန်ဖြစ်တဲ့အတွက်ရေရှင်ပြည်ထဲမှာဆိုရင်လို့တရားမင်းတိတော်မူပြီးတဲပြန်ကိုကြောက်ပြန်ဖြစ်ပြောင်းလဲပြီးတော့တန်နာနဲ့ကုတ်ပြီးထားတဲ့မြေကြီးပေါ်မှာရွှေစည်းကောင်ဖျောက်တည်ခဲ့တယ်လို့ဆိုရှိပါတယ်။နော်ဒါမင်းရဲ့ရွှေစည်းကောင်ဖျောက်ပစ္စယံ30ထိပဲတည်ထားနိုင်ခဲ့ပြီးချန်စစ်သားမြတ်ဆက်လက်ပြီးပြည်စည်းအောင်တည်ခဲ့တယ်လို့ပြောကြပါတယ်။တချို့ကလည်းနော်ဒါမင်းကြီးရဲ့ဇီရီယိုမှချန်စစ်သားမြတ်ထပ်ငုံပြီးတည်ထားခဲ့တာပါလို့ဆိုရှိပါတယ်ဗျ။ဒါအဖေတဲ့တော်လာကြီးနကုန်းစုစည်းကုန်ဒီမှာဆိုရဒီမှာအောင်မြေလို့တတ်မှတ်ထားတဲ့နေရာကြီးတစ်ခုရှိပါတယ်ဒါစုစည်းကုန်မှာရှိရှင်အရန်လို့ယူဆရတဲ့ရုပ်ပွားတော်လေးဒါရွှေစည်းကောင်ဒီမနောမှာရှိနေအဘေယဇာတကအင်း
အားကျန်စပါမယ်ကောင်းပြီဒီလက်ထဲပေါ်ဝါလေးကိုလည်းနဲ့ထိပြီးစွတ်တော့ပကံကိုအနည်းဆုံးတောင်းကောက်ရောက်စွတ်တော့မှာပကံဆက်ရောက်တော့ဖျားဘူးကိုင်းနဲ့လာတဲ့ခါဒီရွှေစီအကြောင်းတိုင်းကျွန်တော်ချင်းနေဘက်မှာအိပ်ခဲ့အောင်ပါတယ်ဒီတိပစ္စည်းလေးလန်းဆိုတာညာစီတဲ့လမ်းကိုင်းညာစီတကယ်ဆိုလုံးဝတွန်းပေါ်ဘူးခုချိန်นี้တော်တော်များများပြည့်နေတယ်ခုတော့မြင်တဲ့တိုင်းပဲဆန်နေကုန်လုံးဟောင်းလုံးတချို့ဆန်တွေပိတ်မလို့မခွတ်နိုင်ဘူးအဲ့တော့ဗျာဘယ်ကောင်လာလဲစေချင်ပါလဲဈေးတွေမျောလင့်နေမျိုးလုံးနေတနာဖို့တိတ်ကောင်းတယ်ပြတ်တော့ဗန်းဆက်လန်းကအနေရှိတယ်ဆိုပေမဲ့ဒီဘက်ကကြောက်ပလောင်းညောင်လာအနေမရှိပါဘူးခုမြင်နေတဲ့ဖျားလေးကပစစ်တုတ်ဖျားကျစတာလန်ကစားပစစ်တုတ်ကြခဲ့တယ်ခုတော့ဘူးပြားသွားတော့ဘူးပြားရဲ့ထဲမှာမြတ်တော်ပြားရှိတယ်အတွင်းစည်းကောင်ပြားရှိတယ်နောက်ထူးခြားတဲ့ပြားတစ်စုရှိရဗျအဲ့ပြားအနုမီကကြော်ပြားလို့ခေါ်တယ်ဒီဘူးပြားစင်းတဲ့လမ်းလေးတော်တော်ကောင်းတော့တယ်ဒီဆန္ဒပြောတဲ့အနုမီကကြော်ပြားဆိုတာဒီပြားပါဒီနေရာမှာကားထိုးဖို့နေအတော်ရှားရတယ်ခုတော့4စီ5စီကျွန်တော်တို့မှာ6စီရယ်ဒီဘူးပြားဆိုတာအရင်တော့ဆော်တော်လေးစုရဲ့တန်းကြည်တောင်သွားတဲ့လှေစိတ်ပါအခုတန်းကြည်တောင်သွားဖို့မဖြစ်နိုင်လို့၆ခက်သွားတော့ပါဘူးပြားရဲ့တမန်ကတော့တီးပြီးသားမဟုတ်သူပြောရမလို့ပါဘူးပြူစောတိမင်းကဘူးရိုင်းပင်တွေကိုအောင်မြင်ခဲ့တဲ့နေရာမှာတည်ထားခဲ့တဲ့ဖျားပါဒီကတုံးပုံကြောင့်တထုံကနေပကံပါတော်မူတဲ့မနူဟာမင်းဟာသူ့ရဲ့မနောမယလက်စုပ်ကိုမင်းကဘာတထေးစီမှာငွေလဲ6စီးတဲ့နဲ့ရောင်းပြီးတော့တီးထားခဲ့တဲ့မနူဟာဖျားပါတကိုးလုံးကြည့်ပါတယ်တကယ်လို့မဲ့အချိန်ရရင်ပြန်ရောက်ဖူးမြော်ဖို့တိုက်တွန်းပါတယ်ခင်ဗျာ